ဆိုလာတက်ရမလားမီးသက်သုံးရမလားနှစ်ခုလုံးရဲ့အားသာချက်အားနည်းချက်တွေကိုမျှဝေပေးမှာမို့ဘယ်တစ်ခုကကိုယ့်အိမ်နဲ့တင့်တော်လဲဆိုတာကိုတစ်ချက်လိုက်ကြည့်လိုက်နော်ပထမတစ်ခုကတော့မီးသက်ပါမီးသက်ရဲ့အားသာချက်တွေကတော့ဝယ်ရဲ့အခါအစပိုင်းမှာဆိုလာနဲ့ဈေးပုံနေပါတယ်ဒါပေမဲ့နံပါတ်1စီဖို့ကုန်ကြစိတ်ပြောရှိပါမယ်နံပါတ်2တနေ့ကုန် run ကိုအခက်ခဲရှိတာကြောင့်မီတာကထပ်ပြီးကုန်ကြပါမယ်နံပါတ်3အသုံးပြုချိန်အကန့်အသတ်ရှိပါမယ်နံပါတ်4စုညံတန်းအနည်းနဲ့များထွက်ပါမယ်ဒုတိယတစ်ခုကတော့ဆိုလာပါဆိုလာရဲ့အားသာချက်တွေကတော့နံပါတ်1အလကားရတဲ့နေကနေ energy ကိုယူရဲလျှက်စစ်စွမ်းရည်ဖြစ်ပြန်ပြောင်းပေးပါတယ်ဒါကြောင့်မီတာကအရန်သက်သာစေပါတယ်နံပါတ်2တစ်ခါတက်ထားရင်တခြားကုန်ကြစိတ်အထက်မရှိတော့ပါဘူးနံပါတ်3ဘက်ထရီနဲ့ဆိုရင်မီးအကြာကြီးပြည့်ရင်တော့အသုံးခံပါတယ်နံပါတ်4ရေရှည်မှာလည်းပြည့်ပြည့်ကုန်ကြစိတ်အတော်လေးသက်သာပါတယ်ဒါပေမဲ့နေရောင်ကောင်းကောင်းရဖို့တော့လိုအပ်ပါတယ်ဆိုလာတက်သုံးခြင်းနဲ့အင်ရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေရှိရဆိုရင် STK မှာ Luminant, Livcat, Aethite တို့လိုကမ္ဘာကျော် brand တွေရဲ့ inverter solar battery တွေကိုအမျိုးသားဆောင်ရည်စာရရှိနိုင်ပါတယ်ဈေးနှုန်းအာမခံတဲ့အရေးသွေးမှန်ကန်ခြင်းရဲ့ STK showroom ကိုသာလှမ်းလာခဲ့လိုက်တော့နော်